ကိုကတော့ကီယိုမစ်တဲတာကိုရောက်နေပါတယ်ကီယိုမစ်တဲတာကိုသွားတဲ့လမ်းလေးပေါ့နော်စီတန်းလေးနဲ့စီကားညမယ်ဒီကနေဟိုကျူတူနာတာဝါယူလမ်းမြင်နေရမိုးဒီနားလေးလှမိုးကတော့နည်းနည်းလေးရွာတော့လာကျွတ်တူရဲ့တမျိုးလုံးမြင်ရချယ်ရီတွေနဲ့ပတ်စတစ်ဖြာပြီးတော့ဘိုးကလည်းသွားတဲ့နေကြမှာဆက်တိုက်ဆိုင်ဆိုင်ရွာလိုက်တာမှကြည့်ပါအောင်ဟေးဖြစ်က